တထေးကြီးတယောက်ဟာသူ့သားအတွက်အိမ်အောင်ရေးကိစ္စစီစဉ်ဖို့မိသားစုတစ်ခုစီပထမဆုံးအကြိမ်လာရောက်လည်ပတ်ခဲ့ပေမဲ့သူ့သားရဲ့အနာဂတ်တို့သမီးလောင်းကကိုဝင်ရှိနေပြီဆိုတာသိလိုက်ရလို့အလွန်တုန်လှုပ်သွားခဲ့ပါတယ်တကယ်တော့အဲ့ဒီကောင်မလေးဟာအင်ကြီးအောက်မှာခေါင်းတစ်လုံးဝတ်ထားခဲ့တာဖြစ်ပြီးသူမပိုက်ထဲကကလေးကအဖေတယောက်လိုအပ်နေုံတက်ပါလို့ထိုတထေးကြီးကိုပြောခဲ့ပါတယ်အမဖြစ်သူကလည်းညီမဖြစ်သူရဲ့လိမ်ညာမှုကိုမတက်တာပဲကူညီပေးခဲ့ရပြီးသူမရဲ့ညီမဟာအိမ်အောင်ပြုဖို့မတင်တော့ကြောင်းပြောခဲ့ပါတယ်အမဖြစ်သူရဲ့ဇလန်းစင်တရုပ်ဆောင်မှုပြက်ကွက်ပုံကိုကြည့်ပြီးနောက်တထေးကြီးကကောင်မလေးကိုဝင်ရှိနေတာကိုသူကယူမဆိုင်ကြောင်းနဲ့သူမတို့ရဲ့ဦးလေးတယောက်အနေနဲ့ညီမနှစ်ယောက်လုံးကိုစောင့်ရှောက်ပေးရမှာဖြစ်ကြောင်းပြောခဲ့ပါတယ်မိသားစုစီးပွားရေးမိတ်ဖက်ဖြစ်မှုအတွက်ကောင်မလေးဟာဒီမင်္ဂလာပွဲကိုသဘောတူလိုက်ရုံကလွယ်လို့အခြားရွေးချယ်စရာမရှိခဲ့ပါဘူးအမဖြစ်သူဟာညီမဖြစ်သူကိုမင်္ဂလာဦးအခမ်းထဲအထိကိုယ်တိုင်လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်တစ်ချိန်တည်းမှာပဲတထေးကြီးကလည်းသူ့သားကိုအခန်းထဲလွတ်လိုက်ပေမဲ့တားဖြစ်သူဟာအစိတ်မိထားပြီးတတိကောင်းကောင်းမရဖြစ်နေတာကြောင့်သူတို့နှစ်ယောက်လုံးအခန်းမှာဝင်သွားခဲ့ကြပါတယ်။တညတာကုန်လုံးပြီးနောက်ကောင်မလေးနိုးလာတဲ့အခါသူမဘေးမှာထိုးတထေးကြီးလဲလျောင်းနေတာကိုတွေ့ပြီးထခုံကသူမကိုအခွင့်ကောင်းယူရက်တယ်ဆိုပြီးဆွဆွဲငိုယူပါတော့တယ်။တစ်ဖက်မှာလည်းအမဖြစ်သူဟာနိုးလာတဲ့အခါညီမဖြစ်သူရဲ့မင်္ဂလာဦးခန်းထဲရောက်နေမှန်းသိပြီးချက်ချင်းထိတ်လန့်သွားခဲ့ပါတယ်။ကောင်မလေးကငိုယိုရင်းအမဖြစ်သူစီဖုန်းဆက်ပြီးဖြစ်ပျက်သမျှကိုပြောပြခဲ့တာကြောင့်မကြခင်မှာပဲအမဖြစ်သူနဲ့တထေးကြီးရဲ့သားဟာအပြေးလွှားရောက်လာကြပါတယ်။သားဖြစ်သူကသူ့အဖေနဲ့ကောင်မလေးကိုအခန်းတစ်ခန်းထဲမှာအတူရှိနေတာမြင်တဲ့အခါလူများရှိမှအဖေကသားရဲ့တို့သမီးကိုလူယူလိုက်တာပဲလို့အော်ဟစ်ပါတော့တယ်။အဲ့ဒီနောက်သူတို့၄ယောက်လုံးအခြေအနေကိုဆွေးနွေးဖို့စုဝေးခဲ့ကြပါတယ်။မိသားစုနှစ်ခုလုံးရဲ့စီးပွားရေးအတွက်တထေးကြီးကအမဖြစ်သူကိုသူ့ရဲ့စိုးသွမ်းတဲ့သားနဲ့လက်ထပ်ဖို့အကြံပြုခဲ့ပါတယ်။ဒါပေမဲ့တားဖြစ်သူဟာအမဖြစ်သူကိုအမြဲတမ်းသဘောကျနေခဲ့မှန်သူတို့မသိခဲ့ကြပါဘူး။ဒီတစ်ချိန်မှာတော့တားဖြစ်သူဟာမင်္ဂလာပွဲကနေထွက်မပြေးခဲ့ပဲအခမ်းအနားကချောချောမွေ့မွေ့ပြီးဆုံးသွားခဲ့ပါတယ်။ကကြိုးဆွဲနေစဉ်မှာအမဖြစ်သူကသူတို့သားကိုလက်ထပ်ပြီးရင်တယောက်နဲ့တယောက်လူမှုရေးအရာမပတ်သက်ပဲနေကြမယ်လို့ပြောခဲ့ပါတယ်။ဒါကိုကြားရတဲ့သူတို့သားကသူမရဲ့နှလုံးသားကိုအပိုင်ဖမ်းယူမယ်လို့စိတ်ပိုင်းဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာတယောက်ကကောင်မလေးကိုကောက်ဖို့ဖိတ်ခေါ်ခဲ့ပေမဲ့တထေးကြီးကချက်ချင်းဝင်တာခဲ့တာကြောင့်စိတ်ဆိုးသွားတဲ့ကောင်မလေးဟာတဲခင်းဧကန်ပွဲခမ်းမထဲကနေထွက်ပြေးသွားခဲ့ပါတယ်